CID နဲ့ UUID နဲ့ကအတူတူပဲမဟုတ်ဘူးလား Hello အဲ့ကတော့ YDU EC Major ကအကြောင်းတူကြွယ်ဖြစ်ပါတယ်ဒီနေ့မှာတော့အကောင်လုံး confuse ဖြစ်နေတဲ့ ID နဲ့ CID နဲ့ကအတူတူပဲလားမတူဘူးလားမတူရောဘာတွေ꿰ပြမလဲဆိုတာကိုဒီနေ့မှာတော့ပြောပြမှာဖြစ်ပါတယ် CID ရဲ့ရှေ့ကောက်လေးကကြတော့ Computer Engineering and Information Technology ဖြစ်ပြီးတော့ ID ရဲ့ရှေ့ကောက်လေးကကြတော့ Information Technology ပဲဖြစ်ပါတယ်ဆိုတော့သူတို့နှစ်ခုကြားထဲမှာတူဘလိုနဲ့꿰ပြတဲ့အချက်ကလေးရှိပါတယ်သူတို့နှစ်ခုရဲ့အထူးသိတာတဲ့ဌာနချက်ကကြတော့ CID ကကြတော့သူကဒီ Computer Engineering ရဲ့ software ရဲ့ ID ကိုပေါင်းထားတဲ့ဟာပေါ့နော်CID ကသူကဒီ hardware ဘိုင်းရော software ဘိုင်းရောသင်ပေးရပေါ့ဥပမာနဲ့ပြောမယ်ဆိုရင် hardware ဘိုင်းဆိုရင်circuit လေးတွေdesign ဘိုင်းတွေဒီလိုဟာမျိုးတွေပါပါတယ်ပေါ့နော် CID မှာဆိုရင် ID ကကြတော့အဲ့ဒီဘိုင်းတက်စားလို့ရှိရင်သူကဒီ networking တို့ software တို့နောက်ပြီးတော့ database ဘိုင်းတို့ဒီလိုဟာမျိုးတွေကိုပို့ပြီး specialize လုပ်တဲ့နေရာကကြတော့ IT ပေါ့နော်salary နည်းနဲ့ဆိုလို့ရှိရင်တော့ normally CID က ID ထက်ပိုပြီးတော့မြင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ CID မှာဆိုရင်သူကဒီ engineering ဘိုင်းကောနောက်ကြတော့ technical depth ကရောပို့ပြီးတော့ကြီးရတဲ့အတွက်ကြောင့်မလို့ normally ကတော့ ID ပညာရှင်ထက် CID ပညာရှင်ကပို့ပြီးတော့မြင့်တယ်ပေါ့။ဒါပေမဲ့ ID သမားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီ cyber security ဘိုင်းတို့ cloud ဘိုင်းတို့ဆိုလို့ရှိရင်တော့ဒီ ID ပညာရှင်တယောက်အနေနဲ့ဒါတွေကို specialize လုပ်ပြီးတော့ပို့ပြီးတော့ master အနေနဲ့သွားမယ်ဆိုရင်တော့ CID သမားထက်ပို့ပြီးတော့လစာမြင့်နိုင်တယ်ပေါ့။ဒါပေမဲ့ normally ရရှိမယ်ဆိုလို့ရှိရင်တော့ CID ရဲ့ salary gap ကဒီ ID ရဲ့ salary gap ထက်တာမန်ရဆိုလို့ရှိရင်ပို့ပြီးတော့မြင့်တယ်ပေါ့ဆိုတော့သိချင်တာလေးကိုဒီထဲမှာနည်းနည်းတော့သိသွားလောက်မယ်လို့ထင်ပါတယ်အိမ်လည်းအကြမ်းမြင်ရပဲပြောတာဆိုတော့နောက်ထပ်သိချင်တာလေးရှိလို့ရှိရင်လည်းကိုယ်မှမှန်ခဲ့သေးရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ bye bye have a nice day